Hello ဒီစုတ်တန်အကိတ်ကြီးနဲ့ရွှေမုံပါတဲ့လက်ဝိုင်းကိုမျိုးစုပုံစံ၃မျိုးပြပေးမယ်အဲ့တော့ဆဆဆိုးချင်းမှာဘယ်လိုမျိုးပုံစံထွက်မလဲပြပေးမယ်နော်နှကန်းပေါ်တင်လိုက်တာနဲ့ကိုယ့်ရဲ့နှကန်းအပူချင်းအလိုက်အယောင်ပြောင်းပေးတယ်လုံးဝပန်းရောင်တက်တန်းလေးဖြစ်ပေးတယ်လက် treatment ဝိုင်းဆိုတဲ့အတိုင်းဆိုးပြရနဲ့လုံးဝနှကန်းကိုဖူးဖူးကြွကြွလေးဖြစ်စေတယ်သူကကြတော့မျိုးစုနှကန်းသားပြက်စီထားတာညိုညစ်ထားတာတွေမဲထောက်ထားတာတွေအကုန်လုံးပြက်ကောင်းလာပေးတယ်ဆွဲဆိုးတယ်ဆိုလို့ရှိရင်ပေါ့နော်ညဘက်ပါဆိုးလို့ရတယ်ဒါဆိုးပပီးချင်းအဝေးကောအနီကောပြပေးဟာပေါ့နော်ပြီးမစို့ကော်ဖီတောက်ပြမယ်ဆိုပြီးခဏနေကော်ဖီပြန်တောက်တာပေါ့နော်လုံးဝခွက်မှာပေးမကြံနေပါဘူးအရန်မိုက်ပါတယ်ခန်းနေဆိုပေးလို့ကိုရီစားကိုအပွားပေးမယ်ဆိုလို့ရှိရင်လည်းပါးမှာပေးကြံနေဖို့စိတ်ပူစားမလို့တော့ပေါ့နော်နောက်ဆုံးအနေနဲ့မစို့ဖြတ်ပြမယ်ဖြတ်ပြီးတော့ကြံခဲ့တဲ့အယောင်ကလေမစို့အစားတောက်ခဏစားပြီးသွားလို့နောက်ဆုံးကြံခဲ့တဲ့အယောင်မျိုးဖြစ်တယ်ပေါ့နော်ဒါမစို့တစ်ရှူနဲ့ခဏဖြတ်ပြတာတောင်မှလုံးဝအယောင်ကပန်းရောင်တန်လေးနှကန်းပေါ်မှာအယောင်ကလုံးဝကိုရော့မနေတာဒါ original camera စစ်နဲ့ရိုက်ပြတာဖြစ်တယ်ကင်မရာထဲမှာတဲ့အပြည့်မှာအရန်လှတယ်နှကန်းနဲ့တသားထဲကြတယ်မျက်နှာအယောင်နဲ့နှကန်းသားအယောင်လုံးဝဟတ်ဆက်ပဲ